ကိုကပြောတယ်အော်နဲ့အဲ့တော့ဒီလိုလေးပါနှစ်တုံညဘွေမောက်သုံးလုံးပေါင်းနှစ်ကနှစ်ခွန်သုံးလုံးပေါင်းနှစ်လို့ဖြစ်တယ်နှစ်တုံညသုံးလုံးပေါင်းနှစ်ကိုနှစ်သုံးခွန်သုံးနဲ့သုံးလုံးပေါင်းနှစ်ဖြစ်ခွန်6 3ဘွေမောက်သုံးလုံး6ကို938သုံးလုံးပေါင်း6လို့ဖြစ်လို့8တုံည8ဘွေမောက်သုံးလုံးပေါင်း6ကိုခွန်54သုံးလုံးပေါင်း6လို့ဖြစ်အဲ့တော့ဒီနှစ်တုံညဘွေမောက်သုံးလုံးပေါင်းနှစ်ကနှစ်3ခွန်သုံးလုံးပေါင်းနှစ်လို့ဖြစ်တယ်ဖြစ်ပြီးတာနဲ့6 ရယ်5ရယ်3ရယ်သုံးလုံးပေါင်း4ဒီသုံးလုံးပေါင်း4ကြောင့်တုံည1 3သုံးလုံးပေါင်း4တယ်ဒီ3နောက်ပိတ်ကြောင့်ဒီသုံးလုံးပေါင်း3တယ်6 5 3ဆိုတဲ့သုံးလုံးပေါင်း4ကတုံည1 3သုံးလုံးပေါင်း4နဲ့ထက်3နောက်ပိတ်ဒီ3နောက်ပိတ်ကြောင့်ခွန်8နဲ့သုံးလုံးပေါင်း3ထက်ခွန်6 3ဘွေမောက်သုံးလုံး6ကိုဒီသုံးလုံးပေါင်း6လို့ရှိတယ်ပြီးတာနဲ့တုံညခွန်8ပေါင်းခြင်း5က3ခွန်5သုံးလုံးပေါင်း5နဲ့ထည့်တယ်5နောက်ပိတ်ကြောင့်8 3 4သုံးလုံးပေါင်း5လို့ထည့်တယ်8တုံည8ဘွေမောက်သုံးလုံးပေါင်း6ကြောင့်ခွန်5 4သုံးလုံးပေါင်း6ထည့်ခွန်နောက်ပိတ်ရှိလို့ break ကိုပြီးတာနဲ့ဒီ1 3 4သုံးလုံးပေါင်း8ကြောင့်ဒီသုံးလုံးပေါင်း8ဖြစ်အောင်နှလုံးပေါင်း9ရှိလို့9နောက်ပိတ်ဒီ9နောက်ပိတ်ကြောင့်ဒီသုံးလုံးပေါင်း9ဖြစ်အောင်9ထိပ်စီး9ဘူးအဲ့လိုမှမဟုတ်ဘဲနဲ့ဒီသုံးလုံးပေါင်း1 3 3 8သုံးလုံးပေါင်း1နှစ်ခါ8ထိပ်ဒီသုံးလုံးပေါင်း3နီ3နောက်ပိတ်1 8 3သုံးလုံးပေါင်း2နှစ်ခါ4ထိပ်8 3 4သုံးလုံးပေါင်း5ဒီ5နောက်ပိတ်ခွန်4ခွန်သုံးလုံးပေါင်း8နှစ်ခါ1ထိပ်ဒီသုံးလုံးပေါင်း1ဒီ1နောက်ပိတ်နဲ့1ဘူး9ဘူး20ခွန်5နှစ်ပရိတ်တတူ3ညာ5 8ခွန်5ပရိတ်တတူတူနှစ်တူမှာ3ခွန်လို့ဘူထားတဲ့အတွက်ပူ20နှစ်3ညာ20နှစ်ပရိတ်ခွန်5နှစ်ပရိတ်တတူ3ညာ5ပရိတ်8ခွန်5ပရိတ်တတူနှစ်ပရိတ်တတူတူနှစ်တူမှာ3ခွန်လို့ဘူထားလို့အပူတော့6တော့အိတ်ခိုင်းထားတဲ့ညနေထွက်ချင်မထွက်ချင်နေဒီတပတ်6အိတ်လိုက်တော့လို့ဒီညနေပါ6ကိုအိတ်လိုက်တော့အပူကိုကွနော်အပူကိုကွနားလည်းမလို့တဲ့6ဘူးမပါပေါ့6မပါပေါ့နော်6ကိုတော့အိတ်ခိုင်းထားတယ်သူကသူထွက်ချင်မထွက်ချင်နေ6ကိုတော့အိတ်လိုက်အောင်လို့နော်ဒီတစ်ပတ်6အိတ်လိုက်အောင်လို့အဲကြောင့်အဲ့တော့အပူ6ခွက်ပေါ့အပူ6ခွက်ထဲမှာတပူ9ဘူးအဓိကပေါ့ဗျာနော်ကျန်တဲ့အပူလည်းထိုးပေါ့နော်အပူ6ခွက်တပူ9ဘူးဟုတ်နော်ကဲအားပါ